ကျွန်တော်နာမည်ကကိုမျိုးပါဒီဇလန်းကိုတော့ဘယ်တော့မှမပြန်ပြောချင်ခဲ့ပါဘူးဒါပေမဲ့ဒီဓာတ်ပုံလေးကိုကြည့်ပြီးတဲ့နောက်ပိုင်းတော့ကျွန်တော်ငြိမ်မနေနိုင်တော့ဘူးဒါကကျွန်တော်ကြီးလက်ဒေတာကဟိုတယ်တစ်ခုမှာရိုက်ခဲ့တဲ့ပုံမှာဒီပုံထဲမှာကျွန်တော်တယောက်တည်းမဟုတ်ပါဘူး This is the ဒါက2018ခုနှစ်မိုးရွာတဲ့ညတစ်ညကကိစ္စပါကျွန်တော်လုပ်ငန်းကိစ္စနဲ့ကချင်ပြည်နယ်ကြီးလက်ဒေတာကိုတွားရတယ်ခီးရှည်ဆိုတော့ညဖက်မှာလမ်းဘေးကဟိုတယ်လို့ဆိုတဲ့ဧကေဟာလေးတစ်ခုမှာခိတနာခဲ့ရတယ်အဆောက်အဦကဟောင်းနေပြီးတစ်သားတွေကညှဉ်းညူတန်ထွက်နေတယ်လက်ရွေးစင်အခန်းဆိုပြီးအပေါ်ဆုံးထပ်အခန်းနံပါတ်303အခန်းထဲဝင်တာနဲ့အေးဆက်နေတဲ့လေတခွင်ကိုခန်းစားလိုက်ရတယ်အိမ်သာတက်ပြီးရေဆင်းတဲ့အခါရေကန်ထဲမှာစပင်းတွေအများကြီးရှည်ရှည်နက်နက်တွေကိုတွေးလိုက်ရတယ်ကြောက်သွားမိပေမဲ့ဟိုတယ်ဆိုတာလူအများနေတဲ့နေရာရှေ့ကဧည့်သည်ကခြံသွားတာပဲလို့သဘောထားလိုက်တယ်ညနေ9နာရီလောက်မှအိပ်ရာထဲအိတ်ချင်စိတ်မရှိလို့ဖုံးသာကြည့်နေတယ်တစ်ချိန်တည်းမှာပဲကျွန်တော်ကြောပြင်ဘက်ကနေရန်ကနေဆဲဆက်ဆိုတဲ့အတန်လာတယ်ပထမတော့ကြွက်လို့ထင်တယ်ဒါပေမဲ့အတန်ကတဖြည်းဖြည်းကြီးလာတဲ့သပင်နဲ့နေရန်ကိုပုတ်တိုက်တန်ဒါမှမဟုတ်သပင်တွေကိုဆွဲဆက်နေတဲ့လူမျိုးကျွန်တော်ဖြည်းဖြည်းချင်းစွာလှည့်ကြည့်လိုက်တယ်အဲ့ဒီအခါကျွန်တော်ဘဝမှာမမြင်ဘူးတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်နေရန်ကြီးတစ်ခုလုံးသပင်တွေနဲ့ဖုံးလွှမ်းနေပြီးအသက်ရှိသလိုတရွှေရွှေလှုပ်ရှားနေတဲ့သူတို့ကြားထဲကနေသပင်ရှည်ရှည်နဲ့အမျိုးသမီးတစ်ယောက်ရဲ့မျက်နှာဖြူဖက်ဖက်ကြီးပေါ်လာတဲ့ပါးစပ်ကဟာမျက်လုံးတွေကလုံးဝမိမ့်နေတယ်ဒီကနေထွက်သွားပါကျွန်တော်ခြေကျိုးလက်ကျိုးနဲ့ပြေးခဲ့တယ်အောက်ထက်ကဟိုတယ်ပိုင်ရှင်ကိုအယူအမှုပြောပြတော့သူကမျက်နှာဖြူသွားပြီးမင်းကအဲ့ဒီအခန်းထဲ